အခုလည်းပဲမွေးနေ့ဆိုညဟောမဲ့တရားလေးကိုနည်းနည်းရည်ကြည့်အောင်ဟုတ်လားမဖြစ်လို့လဲဆိုတော့အဲ့မှာဘုရားမိန့်တဲ့စကားလေးတစ်ပုတ်တစ်ပိုက်ကလေးကိုပဲကြိုက်တယ်အဲ့တရားလေးဟောကြတယ်မွေးနေ့တရားလေးခဏခဏဟောတယ်ဒုက္ခကြီးဆိုခဏလည်းလွတ်ရလာတော့မပြောချင်တာကမြမလူလေးမြင်မြင်ပြောရတယ်ရသော်ဗျာသိနိဗ္ဗာန်စံဖို့အတွက်ဒီကနေ့ခေတ်လို့ပြောရင်လည်းမကတဦးဇင်းတို့တက်ခဲ့တဲ့မကတ University ဆိုတာမကတတိုင်းကိုအစွဲပြုပြီးတော့မကတ University လို့ခေါ်တာ။ဘုခေတ်ကဘုရားလက်ထက်ကမကတတိုင်းကိုရာဇဂိုတို့အခုဘုရားခေတ်ရတယ်ပေါ့။မကတတိုင်းကနေရာဇဂိုကနေပြီးတော့ဘုရားကြွလာတာ။ဥဒိနာယုံကိုကြွလာတာ။ဘာအတွက်ကြွလာတာလဲဆိုရင်ပရိနိဗ္ဗာန်စံဖို့အတ္တဂရိတရား48ခုနှစ်ကစုံနပြည့်နေဘုဒ္ဓရာမှာပရိနိဗ္ဗာန်စံမှုရအတွက်ရှိခြင်းခင်းနဲ့ကြွားပြီးနံခင်းမှာကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်တွေကိုချီချွတ်ဟောကြားရင်းနဲ့ကြွားလာဘယ်ရောက်လာလဲဆိုရင်အခုကုသနာယောနဲ့ဦးဇင်းတို့ခက်အခုတွေ့ရင်တော့3မိုင်လောက်လည်းရှိတယ်ထင်ပါတယ်3မိုင်4မိုင်အဲ့ဒီကဝေလူဝလျှော်ဆိုတာအဲ့ဒီနေရာလေးကိုရောက်တာမြတ်ရှင်တွေရာသီလည်းဖြစ်ဘန်းတော်လည်းလာပြီးတော့ပြင်ပန်းတော့အဲ့ဒီမှာနားလာနာတော့တရားနဲ့သံဃာတွေကြွလာပြီဆိုရင်အရှင်အာနန္ဒာနောက်ကပါလာတာပဲအာနန္ဒာမတိမြတ်ကကျွတ်တော့ဆရာတော်တွေဓမ္မနေတဲ့ဥစဉ်တွေကလာတဲ့တရားတော်မှလည်းယဉ်နေတယ်လို့ပေါ့အရှင်အာနန္ဒာလည်းဘုရားနဲ့ယဉ်နေတဲ့တရားတော်မှတွေအကုန်လုံးသူလည်းယဉ်နေနေတာဘာဖြစ်လဲသူဘုရားနာမှာအလုပ်ကျွေးကိုယင်းနေတော့ဒါသက်ဆောင်ဘုရားသတင်းသုံးနားနေခြင်းအရှင်အာနန္ဒာကိုရှောက်ကြအာအရှင်ဘုရားတော့တစ်ခေါက်ကြွလာတယ်အရင်တော့လည်းဘုရားဒီကြီးတွေကြွနေကြတော့အရှင်ဘုရားတို့အရင်တစ်ခေါက်တော့ကြွလာတဲ့ကြွလာတော့ဆုံးကတ်တဲ့ဆုံးတကာကြီးတွေဒီမှာမရှိတော့ဘူးဘုရားဒီကုန်ညာပြီအဲ့တော့အကြောင်းနဲ့ဆောက်တဲ့တကာကြီးတွေအကြောင်းတကာကြောင်းမှမရှိတော့ဘူးဒီကုန်ညာပြီဒီရင်တစ်ခေါက်တွေတော့ရှင်အာနန္ဒာနဲ့ယင်းဒီခင်မင်ထားတဲ့တရားကြီးတွေဓမ္မကြီးတွေတယောက်ပြီးတယောက်သိဆုံးသွားတဲ့အကြောင်းတွေပြောပြီးတော့စကားတွေပြောကြတယ်အာနာပါပြောကြတယ်ဘုရားတော်မှာလက်တော်80နဲ့ရောက်လို့အခုသိနိဗ္ဗာန်စံမို့ကြွလာပြီဒီတော့ဘုရားနဲ့ယင်းဒီကြောင်းဝင်တဲ့ပုဂ္ဂိုလ်တွေနဲ့ကျောင်းတကာကျောင်းမှယင်းတကာညာမှဆွမ်းတကာဆွမ်းမှတော်တော်များများနဲ့အဲ့အချိန်မှာအခုနောက်ဆုံးခောက်တာတော့မရှိကြတာများမအာနန္ဒာနေပြီးတော့ဒီစကားနဲ့နားထောင်ပြီးဘုရားနဲ့တွေ့ညီတော်တော်တွေ့တော့ဘုရားကိုလျှောက်တယ်ရှင်ဘုရားရင်တစ်ခေါက်တည်းတော့ဒီပြစ္ဆုတ်ကြွလာတော့ကလေဆွမ်းကတ်တဲ့ဆွမ်းတကာကြီးဘသူဆွမ်းမာကြီးဘသူမရှိတော့ဘူးဘုရားဒီသွားရှာပြီဟောဘုရားပြုံးလာတော့ကျောင်းဆောက်လူတွေကျောင်းတကာကြီးကျောင်းမာကြီးလည်းမရှိကြတော့ဘူးဘုရားဒီသွားကြပြီအဲ့ဘာမှမပြောတယောက်ပြီးတယောက်တည်သွားတဲ့အကြောင်းတွေကိုပဲအရှင်အာနန္ဒာလျှောက်တော့ဘုရားအဲ့ဒီမှာအာနန္ဒာမထေရမြတ်လျှောက်ပြီးတော့ဘုရားစကားလေးတစ်ခေါက်မိတ်တယ်အာနန္ဒာမနုဿဘုဒ္ဓပဋိသန္ဓေနေပြီးတော့လူဘဝကိုရလာပြီးတဲ့နောက်ပိုင်းမှာယံကာနံကရိယတည်ခြင်းဆိုတာဖြစ်ကိုဖြစ်ပါပဲမှန်လို့ပြောရင်ဟဲ့အာနန္ဒာပဋိသန္ဓေတည်ပြီးတော့လူဖြစ်လူဘဝရောက်လာပြီးတဲ့ပုဂ္ဂိုလ်တိုင်းဟာကာနံကရိယဒီကိုတည်မှာပဲနောက်ဆုံးမှဘုရားပြောလိုက်တာဣဒံအဲ့ဒီလိုလူဖြစ်ပြီးတော့မွေးဖွားလာပြီးတော့တည်တယ်ဆိုတဲ့သဘောတရားအကြောင်းတရားဟာအနိစ္စရိယထူးဆန်းတဲ့စကားမှမဟုတ်ပဲကွာဒီစကားနဲ့ပြောရင်ဝိပြီးတော့သိတယ်ဆိုတဲ့စကားကထူးဆန်းတာမှမဟုတ်ပဲတဲ့မင်းကကိုရှောက်နေတာမင်းကထူးဆန်းတယ်ဆိုပြီးရှောက်နေတာတခုမှထူးဆန်းတာမပါဘူးတဲ့ကျောင်းတကာကြီးတွေကျောင်းမိုင်းဝိပြီးဒီမှာပဲဆောင်းတကာဆောင်းမိုင်းနဲ့ဝိပြီးဒီမှာပဲဘာတရားတော်မှာအခုဝိပြီးတော့ပြိဋိဘဆံကိုကြွလာတာအဲ့တော့ဝိပြီးတဲ့ပုဂ္ဂိုလ်တိုင်းဒီသိတယ်ဆိုတဲ့စကားဟာထူးဆန်းတဲ့စကားမှမဟုတ်ပဲထူးဆန်းတာမထူးဆန်းဘူးဒါမဲ့လို့ဘုရားမထူးဆန်းပေမဲ့ကျွန်ုပ်ခေတ်မှာစဉ်းစားကြည့်တယောက်ယောက်တည်သွားရင်
ဘာပြောလဲထူးထူးဆန်းမပြောဘူးလားဘယ်သူသိသွားပြီအေးအော်ကြရင်နော်ပြီးတဲ့လာတော့ဒုနဲ့စကားပြောသေးတယ်မပြောဘူးလားဘယ်သူသိသွားလဲဒါဒီထင်ရှားတဲ့မင်းသားမင်းသမီးဆိုရင်ပို့ပြောသေးတယ်ဒွေးလေးသိသွားပြီတဲ့တော့ဘလို့ဖြစ်တာလို့လဲတလားလည်းပြောမစုံတလားစီတိုးမားတာလေဘယ်သူဘာဖြစ်တာအာတို့ထင်ရတယ်ပြောကြတယ်ကျွတ်တို့ဖျားမဆန်းဘူးဆိုတဲ့စကားတွေမှာကျွတ်တို့လူတွေကဆန်းနေလားမဆန်းဘူးဆန်းနေတယ်နာမည်ကြီးတဲ့ဘုန်းကြီးတို့ဟိုတော့ဥပ္ပညနာလေးပြောဟေးဖြစ်မပြောဥပ္ပညနာလေးပြောဘုံဘုံကဖုံးနေလာလိုက်တာဘလို့ပြန်တော့ဖုံးလာတာလည်းခက်ကောင်းအောင်သူကဖုံးလာတာနောက်ပိုင်းကျမှမေးကြည့်တယ်မဟုတ်ဘူးတဲ့တပည့်တို့ကြားတာတာဂိတနာမည်ကြီးတဲ့ဘုန်းကြီးတို့ဖုံးမိုးဆိုပြီးကြားနေဟုတ်ဟာငါတော့ဒီပေါက်ပြန်ပြီဟုတ်လားပြောတာကဖယားကမွေးပြီးရင်တည်တာဆန်းတဲ့စကားမဟုတ်ဘူးအာနန္ဒာဘာလို့မင်းဗျာကြီးကိုအထူးဆန်းလုပ်ပြီးတော့ငါ့ကိုရှောက်နေရတာလဲဆိုတဲ့စကားလေးဟာဒီကနေ့လူတွေနဲ့ဖြစ်နေတာနဲ့အကုန်မတူဘူးလားကျွတ်တော့မွေးပြီးရင်တည်သွားတဲ့လူတွေတည်တိုင်းအထူးဆန်းလုပ်ပြီးတော့ပြောနေကြတာအဲ့ဒီနောက်ပိုက်စကားလေးတစ်ပိုက်ကမွေးပြီးရင်တည်သွားတာမဆန်းဘူးတဲ့သူတည်သွားတဲ့အချိန်မှာသူခြံထားခဲ့တဲ့ကုသိုလ်မှတ်တိုင်နဲ့သူခြံထားတဲ့အကုသိုလ်မှတ်တိုင်တွေကဆမ်းပြီးတော့ကြံခဲ့တာအဲ့ဒါလေးကိုကြိုက်တော့ကျွတ်တို့ဒီနေ့ပါပြောတယ်ဒီပါပြီလူဘဝရဖို့လွယ်သလားလူဘဝရဖို့မလွယ်ဘူးနံပါတ်1မနုဿတဘာဝတုံးတော်ဘုရားဟောတာတဲ့တုံးတော်တရားလူဘဝရဖို့မလွယ်ဘူးဒါလည်းကျွတ်တို့သိတယ်ဘုဒ္ဓဘာသာတော်တော်လူတော့ဖြစ်ပါရဲ့ဘုရားပွင့်တဲ့ခေတ်မှာလူဖြစ်ဖို့ကြုံရဖို့ဆိုလည်းမလွယ်ဘူးဒါရောမသိဘူးလားကြုံရောက်ကြုံနေဘူးလားကျွတ်တော့မှလူအဖြစ်နဲ့ရထားတယ်ဘုရားပွင့်တဲ့ခေတ်မှာလည်းလူဖြစ်ရတယ်ဟောကဲပဂတိတတဘာဝဒုံလဘောဆိုတာထားလိုက်တော့အမျိုးကောင်းသားတွေဆိုရင်ဒုံလဘရဟန်းခံနိုင်မယ်လို့ခံလို့ရတယ်ဒါလည်းပဲကျွတ်တော့မှရပိုင်ခွင့်ရှိတယ်တတ္တမသဝနာအတိဒုံလဘဟုတ်လားမြတ်စွာဘုရားဟောတဲ့သူတော်ကောင်းတရားတွေနာကြားဖို့ဆိုတာလည်းပဲရခဲ့တယ်သို့တော်ကျွတ်တို့မှရမနေဘူးစဉ်းစားကြည့်လူဖြစ်ဖို့လည်းရတယ်ဘုရားပွင့်တဲ့သာသနာနဲ့လည်းကျုံတယ်ဟုတ်လားရဟန်းဖြစ်ခွင့်ဆိုရင်မျိုးသားတွေရနိုင်နေသမီးတွေတို့ညီမတော်သီလရှင်ဟုတ်တော့မယ်ဟောသီလရှင်ဟုတ်ဒါဘိက္ခုနီမရှိမတာယဟန်ဘိက္ခုနီမတွေကအသာနေရာမှာတိတ်ခါဖို့ပဲမတူတာအသွင်အားဖြင့်တူအောင်အကျင့်အားဖြင့်နီးအောင်တူအောင်လုပ်ထားတာဟောတတ္တမသဝနာတိလုံးမှာသူတော်ကောင်းတရားတွေကလည်းပေါ်လိုက်တာနာကြားတယ်ဟုတ်လားသူတော်ကောင်းတရားဟုတ်မဟုတ်တော့လည်းဉာဏ်နဲ့ဆွဲချကြအောင်ဟုတ်လားကဲအဲ့ဒီ၄ချက်လုံးလွယ်လွယ်လေးမရဘူးကဲအဲ့ဒီမှာနောက်ဆုံးတစ်ချက်ကဒုလဘသဒ္ဒါတံပတ္တိအရေးကြီးဆုံးကသဒ္ဒါတရားနဲ့ပြည့်စုံဖို့ရခဲ့တယ်ကိုယ်နှလုံးသားထဲမှာဘုရားတရားသံဃာယန္တာမြတ်သုံးပါးနဲ့ကံကံရဲ့အကျိုးပေါ့ငါပြောတဲ့ဒီကုသိုလ်ကငါ့ကိုဒီဘဝနောင်ဘဝတန်တရာတစ်လျှောက်ဆုံးမှာကောင်းကျိုးတစ်ချိန်ချင်းတနည်းမှာပြန်ရမှာပဲလို့ယုံကြည်တဲ့တရားဟာအကုသိုလ်ကံငါလုံးလုံးမဖြစ်ဘူးဒီဘဝနောင်ဘဝတနည်းတစ်ချိန်ချင်းမှာငါပြန်ခံရမှာဆိုပြီးတော့အကုသိုလ်ကိုမလုပ်ဘဲရှောင်မယ်ဆိုပြီးတော့ယုံကြည်တဲ့တရားအရေးကြီးဆုံးကအဲ့ဒီဒုလဘသဒ္ဒါသံပတ္တိတရားတရားကနှလုံးသားထဲထည့်ထားရင်ပြည့်စုံသွားရင်သောသောကဒုလဘတရား၄ပါးလုံးကအစင်းင်းဖြစ်မနေဘူးလားအဲ့တော့စဉ်းစားကြည့်လိုက်ပေါ့သူတွေတည်သွားတယ်တည်သွားတာကုပောင်းကြီးမှာအများကြီးဘုန်းကြီးပြန်တော်မူသွားတယ်ကုပောင်းကြီးမှာအများကြီးပဲတည်သွားတာမဆမ်းဘူးတဲ့တည်သွားတဲ့အချိန်မှာသူ့သမိုင်းကြောင်းမှတ်တိုင်လေးပြန်ကြည့်လိုက်တယ်လောကကောင်းကျိုးအတွက်လူသားကောင်းကျိုးအတွက်ဘာမှတ်တိုင်ချင်ခဲ့သလဲဟုတ်တယ်မလားသာသနာကောင်းကျိုးအတွက်သာသနာကြီးအထွတ်ရှိဖို့အတွက်ဘာမှတ်တိုင်ချင်ခဲ့သလဲဟာလောကလူသားနဲ့သာသနာအတွက်အလို့ရှုပ်လို့မလုပ်ဘူးထားကိုယ့်ဘဝတန်တရာအတွက်ဘာမှတ်တိုင်နဲ့ချင်ခဲ့သလဲသိသားဖို့မလုပ်ဘူးချင်ခဲ့တဲ့မှတ်တိုင်နဲ့မှာတဲ့ကုသိုလ်မှတ်တိုင်နဲ့ချင်ခဲ့တယ်ဆိုရင်အဲ့ဒါကုသိုလ်မှတ်တိုင်တွေကထူးဆန်းစရာဖြစ်ပြောစရာပဲအဲ့ဒီတက်ပို့ပြီးတော့ထူးဆန်းတဲ့ပြောစရာတယ်အကုသိုလ်မှတ်တိုင်နဲ့ချင်သွားတယ်သူ့နောက်မှာဘာမှကုသိုလ်ပါမကောင်းဆိုပို့ပြီးတော့ထူးဆန်းတယ်အဲ့ဒါလေးပြောနေတာဟုတ်လားအဲ့တော့ဒီကနေ့ဓမ္မကြီးတို့ဘယ်လောက်ဝမ်းမြောက်ဖို့ကောင်းလဲသူ့ဖြစ်ကိုလည်းရလိုက်တယ်ဘုရားသာသနာနဲ့လည်းကြုံတယ်ဟုတ်တယ်မလားသူတော်ကောင်းတရားတွေလည်းနာကြားခွင့်ရတယ်ဘုန်းကြီးဝတ်သီလရှင်ဝတ်ခြင်းဝတ်လို့ရတယ်အဲ့ဒါတွေအကုန်လုံးပြည့်စုံဖို့တော့ကိုယ်နှလုံးသားမှာဒီကနေ့တရားတွေကျင်းပြီးတော့
မိမိပိုင်ဆိုင်တဲ့ဝတ္ထုငွေကြီးကိုစွန့်လွတ်ရဲတဲ့တရားစိတ်ပေါ်လာခဲ့တယ်ရုပ်တို့တည်သွားတယ်အဲ့ဒါမှတ်တိုင်ရုပ်ကအဲ့မှတ်တိုင်တွေကိုခြံထားခဲ့တယ်ဘယ်နှစ်ချိန်မှာဘယ်လိုယောဂနဲ့သိရမှမသိတဲ့အတွက်ကြောင့်ငါသိသွားရင်ငါထားခဲ့တဲ့ဟောရုပ်တရားနာတရားနဲ့ငါရဲ့ကိုအားညာအားကိုခွန်အားကိုစွမ်းအားကိုထုတ်ပြီးတော့ရတဲ့ဘဝကံမှာဖြူစင်းတဲ့ဝတ္ထုငွေတွေနဲ့လောကလူသားတွေကောင်းကျိုးအတွက်ဘာတွေမှတ်တိုင်ထားခဲ့မလဲသာသနာရေးအတွက်ဘာတွေမှတ်တိုင်ထားခဲ့မလဲငါဘဝသာသနာခီးအတွက်ဘယ်လိုမှတ်တိုင်နေငါစိုက်သွားမလဲအဲ့ဒါပဲဟုတ်လားဒါကြောင့်မွေးနေ့ပွဲကျင်းပါတယ်ဆိုတာနဲ့ဒီနေ့တော်ရင်ဝင်ဒါတော့ဒီကနေ့မှတ်တိုင်တစ်ခုစိုက်နိုင်ပြီအဲ့ဒါလေးရမှာတကယ်ထူးဆန်းတာဟုတ်လားဥမာတည်သွားပြီပေါ့ဥမာစီဆရာတော်ကြီးမင်းကုန်းဆရာတော်ရှိသေးလားအဲ့တော့ဘယ်လောက်ပဲနေပါ80ပတ်ဝန်းကျင်ပဲအဲ့တော့80ပတ်ဝန်းကျင်ဆရာတော်ကြီးပြန်တော်မူသွားတယ်ဟဲမာစီဆရာတော်ကြီးပြန်တော်မူသွားပြီမင်းကုန်းဆရာတော်ကြီးပြန်တော်မူသွားပြီဟောမင်းကုန်းဆရာဘုရားကြီးပဲကြည့်လိုက်မင်းကုန်းဆရာတော်ကြီးပြန်တော်မူသွားပြီအော်ပြန်တော်မူသွားတာနော်တတ်တော်80နေရပြီလို့ကြည့်ပါဦးလှုပ်သွားလိုက်တာကိုယ်တိုင်လည်းပိဋကသုံးပုံအာကုန်ဆောင်ပြီးတော့တရားဓမ္မတွေသင်အားကျင့်သွားတယ်တပည့်တွေလည်းယဟန်တော်တွေရောင်များစွာဝိတိပိဋကတွေဆက်မွေးခဲ့တယ်ဟောပြောကြတယ်ဆုံးရတယ်အဲ့ဒါကမှထူးဆန်းတယ်ဘာဖြစ်လို့ထူးဆန်းလဲသူ့လိုလူဒီကနေ့အထိကဘာမှရှာလို့ရတယ်မြန်မာမဟုတ်ဘူးနော်မင်းကိုစော်ဘုရားလောက်လောကကောင်းကျိုးသာသနာကောင်းကျိုးကိုယ့်ဘဝကောင်းကျိုးကိုပြည့်စုံအောင်လုပ်သွားတဲ့ပုဂ္ဂိုလ်ကဘာမှရှာမရဘူးဘာဖြစ်လို့လဲမိုင်းထဲမှာအကုန်လုံးပိဋကသုံးပုံထည့်သွားတယ်ဒီစာရုပ်ပြန်ပို့ချခဲ့တယ်ဒီစာရုပ်လက်တွေ့ကျင့်သုံးသွားတယ်ဟာနောက်လာမဲ့ generation မျိုးဆက်တွေအကုန်လုံးကိုဒီသာသနာတော့အများကြီးမွေးထုတ်တယ်တွက်ကြည့်ရင်လောကကောင်းကျိုးတွေသာသနာကောင်းကျိုးတွေဘဝသာသနာကောင်းကျိုးတွေ80ရဲ့အတူတူပြန်တော်မူတဲ့ဆရာတော်နှစ်ပါးကိုရှင်းကြည့်လိုက်ရုပ်ဆရာတော်တို့ပြောခံတယ်ဟာကွာဟိုတနည်းပဲဆရာတော်ကြီးလည်းဘွဲတော်မပြောတော့အလွန်သူ့တပည့်တွေကပြောတာပါကိုကပြောလဲမလို့ကျောင်းမှာဆွမ်းကပ်ပါညာဆွမ်းစားကြလက်လာပါရရရဲ့ဆရာတော်ကြီးကအကုန်လုံးသိမ့်လိုက်တယ်ဆိုတော့ဘာမှမပေးဘူးငါးပါးပြည့်ပြီလို့ငါးပါးရဲ့ရပ်ပိုင်လို့တပည့်တို့ဘုံဘုံအလူခံနေကွာဘာလို့ဘုံဘုံကျောင်းဆောက်ချင်လို့ဆောက်လဲဆောက်ပါတယ်သို့တော့ပဲကိုရတာဓာတ်တော်မှသူတစ်ပါးရဟန်းနေရတာပါသိပြီးတော့ကျောင်းဆောက်ချင်တဲ့တရားတရားရှိတာတော့ဝမ်းသာပါလေသို့တော်လည်းပဲလုတ်ဖြစ်ခဲ့ရင်တော့ကောင်းတော့သူတပည့်တွေမဘုန်းကြီးကြွလာတယ်ဆရာတော်ကြီးကျွန်တော်ဝင်သွားပြီလို့သူ့เจ้าမှာ2ည3ညမကြမကြအိပ်ဖြစ်ဘူးပါငွေချင်းတွေရှိတော့လေသူ့အရေးမှာခိုးဘူးလေလို့ဘာမှမကြောလဲရဘူးလို့စိတ်တော့မကောင်းဘူးလို့အဲ့လိုပြောတော့အားတဲ့စိတ်မကောင်းမဖြစ်ပါနဲ့တဲ့သင်္ကန်းအစုံ900ကျန်ခဲ့တယ်ဘာမှငွေသိန်း950ကျန်ခဲ့တယ်ဟောသုတ်သွားတဲ့အလုပ်ကိုကြည့်လို့ကျောင်းတစ်ဆောင်တော့ပြီးသွားပါတယ်သက်ကြည်လားဘဝမှာအသက်80နှစ်80လောက်နေသွားပြီးတော့ကိုနေသွားရတဲ့အချိန်မှာခြံခဲ့တာတွေကဒီလောက်လေးပဲဆိုရင်ထူးဆန်းမနေဘူးလားအမလီဒုံလဘတရား၅မျိုးလုံးနဲ့ပြည့်စုံပါလျက်ကနေပြန်ထွက်သွားတဲ့အချိန်မှာဘာမှမကြံခဲ့ပါဘူးကွာဒါလေးပဲကြံခဲ့ပါတယ်ဆိုရင်ထူးဆန်းမနေဘူးလားအဲ့ဒါပဲဒါကြောင့်မင်းတို့သတော်ဘုရားကြီးတို့မဟာစီသတော်ဘုရားကြီးတို့စိုက်ထူသွားတဲ့မှတ်တိုင်ကြီးတွေကြည့်ဒီအရွယ်တော်တွေနဲ့ပြန်တော်မူသွားတဲ့လူတွေအများကြီးဆရာတော်တွေအများကြီးသူတို့တွေဘာမှမလုံနိုင်ခဲ့တာရှိရင်လည်းအဲ့လူတွေသိထူးဆန်းလိုက်တာနော်ဒီဘဝမှာသာသနာနဲ့ကြုံကုသိုလ်ကောင်းတွေပြုခွင့်ရပါလျက်ကနေဘာမှသူပါမပါဘူးပြင်သွားရှာပြီအဲ့ဒီအဖြစ်ကမှထူးဆန်းတာဘာမှမဟုတ်နဲ့ယူသွားတယ်ဆိုတော့ကြည်စားနေရတာနေ့80လေးဆိုမှဆရာတော်ကြီးလှုပ်သွားလိုက်တဲ့တမိုင်းမှတ်တိုင်နဲ့ပြောမကုန်အောင်ပဲဟေးဆိုတာမှထူးဆန်းတာဟုတ်လားအဲကြောင့်ကျွန်တော်ကထူးဆန်းတာကိုပဲအာယုံရိုက်ပါသေမာတွေမွေးမာတွေသိအာယုံဆိုင်ပါတယ်ဟုတ်လားတိုင်းဝင်ဟိုအသက်ဘယ်လောက်ရှိတယ်ဆိုတော့ပြီးတယ်နှခါရှိတယ်နှခါလုံးမပြောဘူးမပြီးတော့ဘူးဟုတ်လားပြောကျင်တာကတော့အဲ့ဒါပဲဝမ်းသာရမှာငါရဲ့အခုမွေးနေ့မှာတော့ငါဒီမှတ်တိုင်တစ်ခုစိုက်ခဲ့ပြီဟုတ်လားဘာပဲဖြစ်လို့ဒီစီကံမစ္စည်းမကိုစီးပွားချမှာလည်းမဟုတ်ဘူးတေနဲ့ယူသွားမှလည်းမဟုတ်ဘူးရောင်းတာလည်းမရဘူးအစဉ်အဆက်မျိုးဆက်တွေကဒီဟာလေးကိုစီကံအဖြစ်နဲ့ထိန်းသိမ်းသွားရင်နောက်နှစ်တရာလည်းစီကံနှစ်နေရာလည်းစီကံမျိုးဆက်တွေကမထိန်းသိမ်းတာတော့ဒုက္ခလားတို့လက်ထက်မှာဘာလုပ်ခဲ့လဲလောကမှာရှိနေတဲ့လူသားတွေယဟန်တွေလူတွေဆင်းရဲတဲ့ပုဂ္ဂိုလ်တွေ
ငါတို့ရဲ့ချွေးနည်းစာတွေကငါတို့ရှိထားတဲ့ဖြူစင်တန်ရှင်းတဲ့ငွေကြေးလေးကိုပေါင်းစုပြီးတော့ကျမ်းမာရေးအတွက်တောင်းတကွက်ကနေငါတို့လောကမှာမှတ်တိုင်စိုက်ထူနိုင်ခဲ့တယ်ဆိုရင်အဲ့ဒါဝမ်းသာစရာပဲဟုတ်မလားမွေးတာမဆမ်းဘူးမွေးနေ့တွေလောက်တာလည်းမဆမ်းဘူးမွေးနေ့ရောက်တဲ့မစဉ်းစားပါဘူးအကုန်လုံးလည်းစဉ်းစားပါကိုယ့်အသက်ကိုတွက်ပြီးတော့ငါအသက်တော့ဘယ်လောက်ရှိပြီငါလုပ်ထားတဲ့ကုသိုလ်ကဘယ်လောက်ရှိပြီတော့ဌာနမှာမှတ်တိုင်ကဘယ်လောက်လောက်စိုက်ထူပြီးပြီလဲဝတ္ထုငွေကြီးတွေပေါင်းရင်ဘယ်လောက်ဘုံများငါလှူပြီးပြီလဲသီလမှတ်တိုင်တွေကကြည်စံသီလမှတ်တိုင်တွေကဘယ်လောက်များလုံလုံကြုံကြုံနဲ့ဘယ်နည်းကျင့်ပြီးပြီလဲဘာဝနာမှတ်တိုင်တွေကြည်စံငါဒီတရားတွေမှတွေသမထဘာဝနာတွေဝိပဿနာဘာဝနာတွေဘယ်လောက်များမှတ်တိုင်တွေစိုက်ထူပြီးပြီလဲလို့ကိုယ်မှတ်တိုင်ကိုပြန်ပြီးတော့ကြည့်မှတ်တိုင်စိုက်ပြီးသားလည်းပါလိမ့်မယ်စိုက်ပြီးရင်လည်းစီမတော့ရတယ်ပါလိမ့်မယ်မှတ်တိုင်မစိုက်ရတွင်းတူးနေတာလည်းရှိအောင်မယ်ဥမမှတ်တဲ့အော်ဒါမာလာလည်းရှိအောင်မယ်ဟုတ်တယ်မလားကျွတ်တို့မှတ်တိုင်နဲ့နေနေတယ်နေလားမနေလားမှတ်တိုင်တွေကနဲတယ်သေးတယ်သေးနေတယ်မှတ်တိုင်ကြီးကြီးအားကိုမရနိုင်ဘူးဆိုတာမတိရစေဘုရားအခုဆုတောင်းတယ်မတိရစေနေဦးဘုရားမတိရစေနေဦးတပည့်တော်လောကကြီးအတွက်သာသနာကြီးအတွက်တပည့်တော်ဘဝသာသနာအတွက်လုတ်ခွင့်ရပါရစေဦးဘုရားရတဲ့ဖြူစင်တဲ့ငွေကြီးတွေလှူဒန်းတာမလားလှူဒန်းတာတဲ့ဖြူစင်တဲ့ငွေကြီးတွေကိုတပည့်တော်ဖြူစင်တဲ့အလုပ်တွေလုပ်ပါမယ်ဘုရားကိုအချင်းချင်းဆုတောင်းတယ်ဘာဖြစ်လို့လဲဆိုမှတ်တိုင်နဲ့စိုက်ခဲ့တယ်ဟုတ်လားငါတည်သွားရင်ငါပါချန်ထားမလဲအဲ့ဒါပဲစဉ်းစားအဲ့တော့မွေးနေ့ရောက်တိုင်းရောက်တိုင်းကျန်တဲ့လူတွေတခါတည်းဟောလိုက်မယ်ဒီနေ့ငါမွေးနေ့လို့မှတ်ကြည့်လိုက်အခုကိုယ့်အသက်ကိုတွက်ကြည့်ပြီးတော့ငါအသက်တော်ဒီလောက်ရောက်ပြီစောစောပြောလို့ငါလှူထားတဲ့ခကြီးတွေဘယ်လောက်ဘိုးရှိသွားပြီလဲဟုတ်လားငါတီလာတွေဘယ်လောက်များဖြူဖြူစင်စင်ဗနည်းရကျင့်ပြီးပြီလဲငါတရားတွေဘယ်လောက်အားထုတ်ပြီးပြီလဲစဉ်းစားဖို့မကောင်းဘူးဒီဘယ်လောက်ပြည့်စုံပါပြီဟမ်အများကြီးလိုသေးတယ်ဟောကျွတ်တော့ရတာအများကြီးလိုသေးတာအများကြီးလိုသေးတယ်နောက်မှကိုယ့်အကူတွက်ကြည့်ဘယ်တော့လုံးမှလဲလိုတာလေးဘယ်တော့လုံးမှလဲတွက်ကြည့်အလူတကူလုံးမယ်ဆိုရင်တော်တော်များများဟိုအစဉ်ပြေတော့လူမာလူအောင်မှာဒီကြတချို့ပြောတယ်ချင်းပေါရင်လူအောင်မှာထီပေါရင်လူအောင်မှာမပြောဘူးလားကဲချမ်းသာခြင်းလို့လှူတာလားလှူလို့ချမ်းသာတာလားဒါမှမဟုတ်ချမ်းသာလို့လှူတာလားလှူလို့ချမ်းသာတာသိကြတယ်နော်ဟောလှူလို့ချမ်းသာတာဒါဆိုရင်လှူလို့ချမ်းသာတယ်ဆိုရင်ချမ်းသာခြင်းမရင်မဘာလို့ရမှာဟမ်စဉ်းစားကြည့်ငါပြည့်စုံမှလှူမယ်ဆိုလို့ချင်းကိုယ်အတိုင်းတောင်လက်မဲ့ကိုတွေ့ကြည့်တယ်ငါဘလောက်ဆိုရင်ပြည့်စုံပြီလို့ကိုယ်မှလက်မဲ့ထားလို့ရရဲ့တိုက်လေးကားလေးမရှိခင်တော့ကိုယ်တိုက်လေးကိုကားနဲ့နေရရင်လည်းလူသားစီမဆိုးပါဘူးဟောတိုက်လေးကားလေးလည်းငါတို့ကားလေးမော်ဒယ်နေနေမော်ဒယ်မြင်လာလေးဆိုရင်မဆိုးပါဘူးဟောတစ်ဆက်တည်းတွေ့တိုင်းတို့တိုက်ကသူတို့နဲ့ဆိုင်တို့ကခင်မမီဘူးခင်နေတဲ့တိုက်လေးဆိုမဆိုးပါဘူးလေကိုယ်အလိုပြည့်မှသာလှူရမယ်ဆိုရင်တော့ဘုန်းကြီးတို့လှူကြကိုမရှိဘူးကြည့်ပါမလားဒါကြောင့်အလိုပြည့်မှလှူဖို့မလုပ်ပါနဲ့လှူရင်းနဲ့အလိုတွေပြည့်လာပါလိမ့်မယ်သူများကိုနမူနာမပေးဘူးဟောဒီကြောင့်ခင်ဗျားတို့တို့ကကြောင်းကြီးပြီးမှတွေ့ကြတာဒီကြောင်းကိုစရောက်လာတဲ့သမိုင်းကြောင်းပြန်သိရှိရတာဒီကြောင်းကြီးကိုကြောင်းတခါကြောင်းမှလည်းလှူမယ်ဒီမြေလေးကိုလှူမယ်ဆိုမယူချင်ဘူးများလို့ခင်ဗျားဘာမှဖုံးလို့မဲ့နေရာမဟုတ်ဘူးအဲ့တော့မဟာကြီးဆိုတော့ဘုရားကြီးကမိတ်တယ်မောင်ကောကြီးတဲ့ထုံကားအောင်လုပ်တယ်ဆိုတာနေရာကလုပ်တာမဟုတ်ဘူးကွာလူကလုပ်တာတဲ့အဲ့နေရာမှာမထုံကားတာမင်းရောက်ရင်ငါထုံကားအောင်လုပ်မယ်ဆိုအဲ့နေရာကြီးထုံကားတော့မှာပေါ့ကွာတဲ့သွားလိုက်ပါကွာတဲ့မဟာကြီးဆရာတော်ကြီးတွားလာပြီးတဲ့အတိုင်းမဟာကြီးနေလက်လွတ်တယ်ဆိုတာမဟာကြီးတရားကိုလာအမထုံနိုင်တဲ့လူတွေစီကိုဘုန်းကြီးကနေပြီးတော့ဟောပြရတာဟောတရားဟောတဲ့ဆိုမလာနိုင်တဲ့လူကိုကရောက်အောင်သွားတယ်လာနိုင်တဲ့လူကိုခေါ်လို့ရမရသူတို့ဒီရောက်အောင်သွားတယ်ဟေးဆရာတော်ကြီးဩဝါဒပြီးမှတော့လှုပ်လိုက်အောင်ပေါ့ဒီရတာဒီရှင်းမှလမ်းမရှိဘူးအခုเจ้าကလည်းအခုကျွတ်တို့ဒီရှည်လေးအထိမှအဲ့ဒါမြောင်းကြီးတွေအခုအုတ်တိုင်းတွေလည်းမြောင်းကြီးတွေအလက်ကြီးတွေအမငါးတွေများနေကြတာနားရက်ကွက်ကဒီသားများအဲ့မှာလမ်းလေးနှစ်လမ်းကိုကားသေးလေးဝင်လို့ရဖို့အခုဆန်ဒီကားလေးတွေဝင်လို့ရဖို့အတွက်လမ်းလေးနှစ်လမ်းကိုလိုက်ရလိုက်နေရတယ်
ပေါတူးနဲ့ရှင်းပြီးဝင်လာဒုက္ခပဲတို့တော့ဘယ်လိုလုပ်ရင်ကောင်းမလဲခဲမတက်နိုင်ဘူးတူကြီးမြောက်ဟိုနားမှာသစ္စာကြောင်းလေးတစ်လုံးဒီနားမှာသစ္စာကြောင်းလေးတစ်လုံးရှိတယ်ဘာမှလည်းမရှိမီးရလည်းမရှိအိမ်သာလည်းမရှိအိမ်သာတက်တဲ့အကြောင်းကြီးဆိုရည်အောင်မယ်အိမ်သာလည်းမရှိမီးလည်းမရှိမေလာဆိုမိုးရတယ်ရွာနေဟာဟိုမှာလည်းဘွက်တွေနဲ့ရေတွေနဲ့ဒုက္ခပဲကဲရောက်တဲ့ညမထူပါဘူးကွာဘာမှလည်းစားစရာတောက်စရာလည်းမပါအဲ့ဒကမာကြီးကြီးကဖြာလေးတစ်ချက်နဲ့ရေအိုးလေးတစ်လုံးလာပို့မှတ်မိသေးတယ်အဲ့ဒါအဲ့ဒကမာကြီးအခုဒီကျေးဇူးတင်သူတို့ရေအိုးအမေကိုပေးတာအမေဘယ်သူမှမပေးနေတာသမိုင်းဝင်ရေအိုးလို့ဟုတ်လားအဲ့ဒါအခုဒီရှိသေးတယ်အဲ့လိုနေတော့လေညကြတော့ကျုပ်ဖြစ်ပုံပြောတာပဋ္ဌာန်းကွာရွတ်နေကြတယ်ကဲတက်နေကွာပဋ္ဌာန်းရုံရှိတာပဲပြောင်းနိုင်နေထောင်းပြီးတော့ရှင်းပါကြတော့ဒီเจ้าပေါ်မှာလည်းညသစ္စာเจ้าအဟောင်းရတယ်မတက်ရဲဘူးဆိုဒီကားဒီရိုင်းနေရင်လည်းကိုလည်းမတက်ရဲအဲမှာပုံမှာဘာရှိမှန်းလည်းမသိဘူးเจ้าကဇွဲကိုတိုက်ကြတော့ဝုန်းလို့ဆိုကြဟာဒုက္ခပဲဘာသာလည်းမသိလူဆိုရင်တော့ဒုက္ခပဲမထူးတော့တောရှင်းမှုဆိုပြီးဒါနဲ့လက်ကပါလာပဋ္ဌာန်းရွတ်ဓာကံရွတ်နေဒီတုပစ္စယောအာရမဏပစ္စယောဓာကံရွတ်အဲ့ဒါဟိုတနေ့ကကျောကပဋ္ဌာန်းရွတ်တော့ကိုလိုတွေကိုပြောပြတယ်အဲ့တုန်းကသူကပဋ္ဌာန်းကိုဓာကံရွတ်ခဲ့တာလို့ဓာပဋ္ဌာန်းပေါ့ကွာလို့ဘုရားကိုတစ်ဘက်ကကြည့်လိုက်တစ်ဘက်ကလည်းနောက်ပြန်ငါတို့လည်းဘာမှမပါဘဲနဲ့လွတ်ရင်တော့ဒုက္ခပဲအထင်ကြီးမှကြောက်လို့အဲ့လိုစခဲ့ရတယ်အဲ့လိုစရင်စဉ်းစားလိုက်တယ်ငါသာသနာအတွက်ရည်ရွယ်မှတော့သာသနာအလုပ်ကိုလုပ်ရင်ဖြစ်ပြီမနဲ့ဒီဖိတ်အမြတ်တဲ့အာဒီနာရှိသမျှဟိုတိုင်တန်းရှင်ဆိုလည်းကိုလည်းယုံကြည်ချက်မို့အကုန်ဖိတ်ရှိရင်အကုန်လာခဲ့ကြပါတရားနာကြပါပြီးရင်ကျွတ်တို့စောင့်ကြောက်ပါဦးမြန်မြန်လေးဒီနေရာဖြစ်အောင်လုပ်ပါဦးဟောလုပ်တယ်လွင်နဲ့ပဲအခုလိုဖြစ်လာဟာဒီနေရာကြီးအဆောင်ဘာမှမရှိဘူးဒီဘက်ကျောင်းတွေဆိုဘာမှမရှိသေးဘူးဟောဒီကျောင်းကြီးစောင့်နေမှာအကုန်လုံးပေါ်လာကြတာအကုန်လုံးသွားတယ်ဆိုဒီလမ်းကြီးကဘုံခင်းတာပေါ့2000ခွာမှာခင်းတာပဲလေအဲ့ဒါလမ်းကိုဒီနာဘုန်းကြီးတွေပြောတယ်ရှေ့မတိုးပါနဲ့ဥဒ္ဒန်းကိုဒီကလည်းလမ်းခင်းနေလို့သူတို့တိုးလာမှဆိုမြေလမ်းကြီးအရင်ခင်းအုတ်ခဲကျိုးတွေခင်းကိုเจ้าကြီးလည်းအုတ်ခဲကျိုးပဲခင်းအဲ့လိုပဲဆိုင်နေလမ်းလောက်တာလမ်းလေးလို့ပြောခဲ့ကျောင်းဆောက်မယ်ဘာတကူအလူတရားမှမရှိဘူးရှိသမျှကျောင်းတွေအကုန်ဖြတ်ကြောင်ပြန်ကွင်းကြီးလောက်တာကဲငြိမ်မှပဲသူတို့လူရမယ်အဘုံဘုံနဲ့လာတဲ့လူကကျောင်းဆောက်ဖို့မလို့ဟာဘုံကျောင်းလာတာအရန်စီပြီးတကပ်ပတ်ကင်ကောင်းတာဒီကကျောင်းဆောက်လို့မြေရှင်းတာကပ်ပတ်ကင်နဲ့လာပြောတယ်ဘောကအဲ့ဒါကပ်ပတ်ကင်မဟုတ်ဘူးအဲ့ဒါတင်ဆောက်မှာလို့အဲ့ဒီမှာတင်ဆောက်မှာဆိုတော့ကဲမထူးပါလို့လုံးမရငါဒါကြီးကပ်ပတ်ကင်စိတ်ဝင်စားနေတော့အဲ့ဒါကြီးကိုပလက်စတစ်ကြိုးနေတဲ့ကာပြီးတော့ဟောလို့အကွက်တွေရိုက်တယ်ဟာဘုံဘုံဒါဘာကြီးလဲအဲ့အကွက်ကို3လလောက်ရိုက်ထားတယ်ဘုံဒါဘာလို့လဲတိမ်နှုတ်မလို့ဒီနေရာတိမ်ကြောင်းကြီးဆောက်အောင်လို့ဘယ်တော့ဆောက်မှလဲပတ်သက်ရှိတဲ့နေဆောက်မှာအဲ့ဒါတော့တင်ကိုဂျုံနှုတ်ထားတာဂျုံနှုတ်ပြီး29သိန်းလေးပဲလက်ထဲမှာရှိတဲ့အချိန်ဒီအောက်ကဖောင်ဒေးရှင်းကိုသိမ့်တင်ရတဲ့တာရုပ်ဆုပ်ပြီးတော့စလိုက်တာအဲ့ဒါပဲပြောလို့တာကပြည့်စုံမှလှူမယ်ဆိုတာလေလှူရင်းနဲ့ပြည့်စုံလာဖို့ကြိုးစားငါတို့ရှိတာနဲ့လှူမယ်အကုန်လုံးတော့ပဲထုတ်လှူနိုင်မယ်ငါတို့ကဘယ်တော့ရမှလှူမယ်ဆိုတော့မလုံးနဲ့ငါတို့ဒီလောက်တော့ဒီလောက်လေးအစီအစဉ်ထားလှူနိုင်တော့လှူအောင်မယ်ဆိုတဲ့တရားကမှတ်ပါစေပြည့်စုံလာလိမ့်မယ်ဒါကြောင့်လှူရင်းနဲ့သာသနာပြုအလုပ်ကိုလုပ်ရင်းနဲ့ပြည့်စုံတာကိုညွှန်မှန်းမှာပြည့်စုံမှလှူမယ်ဆိုတာကိုဘယ်တော့မှမမှန်းနဲ့ဘယ်တော့မှမပြည့်စုံဆိုင်ကားတော့မရှိတဲ့ဘုန်းကြီးဟုတ်လားမဝိတောက်ကလည်းဒီကြည့်နေတော့မဆိုးဘူးဝိတောက်ကလည်းကျွန်တော်ငါပတ်ကျဲသွလေးဝယ်လာအောင်မယ်ဟိုတရားကျော်ဝယ်အောင်မယ်အခုပတ်ကျဲသွလေးပြီးတော့လည်းသာယောဂဖြစ်နေပြည့်စုံအောင်ဘယ်တော့မှမရဘူးလိုချင်နေတာဒါကြောင့်ပြောတာကပြည့်စုံအောင်မဆောင်နဲ့လူရင်းနဲ့ပြည့်စုံလာလိမ့်မယ်ဟုတ်လားအဲဒီသူများအကြောင်းပြောဒီကြောင်းသမိုင်းနဲ့ပြောဒါကြီးရအိမ်သာမရှိတာအိမ်သာဆောက်တဲ့အကြောင်းပြောရရှိရသေးတယ်ဒီတိုင်းတော့ကြည့်မကောင်းသေးပါဘူးဆိုမှထရန်သွားဝယ်ကိုယ့်ကိုသွားဝယ်တာလက်သမား2ယောက်ငှားပြီးတော့ထရန်သွားဝယ်ထရန်အိမ်သာလေးဆောက်ပြီးတော့ဟိုတွင်းတူးလည်းမငားနိုင်ဘူးကျောင်းရရွာကောင်းလေးခေါ်ပြီးတူးကြပါကွာတူးပြီးအိမ်သာခွေလေးနဲ့ချပြီးအိမ်သာလေးဆောက်ပြီးဟာမစိုးပါတို့အိမ်သာလုံးတော့ပိုင်သွားပြီလို့ပြောတယ်ညကျတော့မိုးရွာတော့ခါလေးအိမ်သာကြီးအကုန်လုံးရေပြေးပြီးတော့အကုန်လုံးအဲ့မှာရေမဝဲလက်ခတ်နေအဲ့ဒါခြိုက်ကျက်နေစားခဲ့ရတာသို့တော့ပရင်များများရွတ်တယ်ပဋ္ဌာန်းများရွတ်တယ်တရားများများထိုင်တယ်သစ္စာတွေဆိုတယ်ဘယ်သူမှမထင်ထားတဲ့အရာဒီကြောင့်ဒီဖောင်ဒေးရှင်းချပြီးတော့ဖောင်ဒေးရှင်းတော့မှခေါင်းပဲမပတ်ရဘူးအဲ့မှာခုနေရာမှာတဲလေးပေါ်မှာလာပြီးတော့တရားနာသွားတဲ့ဓမ္မကြီးတွေကနိုင်ငံသားတွေလှမ်းပဲ့တယ်ဖိလစ်ပင်းကိုတရားစခန်းဖွင့်နေလို့ဘုံဘုံလေးကြွပြီးတော့
သူတငယ်ချင်းလာကြဟာဘယ်မှမကြွနိုင်ဘူးစာချုပ်မိထားတယ်ဘာဖြစ်လို့လဲကျောက်ဒီမှာသိန်း100နဲ့စာချုပ်ချုပ်တာရုပ်မ29သိန်းမပြည့်ရတဲ့အလူငွေရှာရအောင်မယ်မရှိလဲလိုက်ချီရတော့မှာအဲ့ဒါပြောတော့မှသူကဒီအဖြစ်ဆိုသူတငယ်ချင်းကိုပြောတယ်ဟာဘုန်းကြီးကကြွလို့မရသေးဘူးလို့ဘုန်းကြီးစိတ်ဆင်းရဲနေတယ်ပဲပေါ့သူ့မှာမပြည့်စုံဘူးပေါ့ဒီမပြည့်စုံဘူးအဲ့ဒကမာကြီးကသူ့လူတစ်ဖက်လဲနဲ့အင်ဂျင်နီယာတွေကိုလာပြီးဒီကျောင်းကြီးကိုဆောက်ရင်ဘယ်လောက်ကုန်မလဲအင်ဂျင်နီယာတွေကအကျန်းနေတော့မှ950လောက်ကုန်မယ်အချောတွေတော့ဆိုရင်1500လောက်ကုန်မယ်အဲ့လိုလည်းပြောရတာဒီစကားကိုမသိရဖိလစ်ပင်းဝင်သွားတာဘာမှမရင်းနှီးတော့အခုလိုရင်းနှီးပြတဲ့ကွာတွေမဟုတ်ဘူးဒီမတွေကရင်းနှီးတော့အိတ်မလူတော့ရင်းနှီးတော့စဉ်းစားတယ်ဒုဘုန်းကြီးဆင်းပြပါလေမကားလည်းရှိတယ်တိုင်မသူ့ဆင်းပြပါလေဆိုလူတော့ဟုတ်အဲ့တက္ကမကြီးဘာမှမရင်းနှီးဘူးမိနစ်20ပဲတရားနာသွားတရားနာသွားပြီသူ့တကယ်ကြီးကိုပို့လိုက်တယ်ပို့လိုက်အဲ့ဘုန်းကြီး900ကလည်းအကုန်လှူလိုက်ဘူးမဲ့ဒီကြောင်းမပြည့်သူချွေးတက်နေလိုက်မယ်ဟောပြောနေတာကဖရာတရားသာသနာပြုအလုပ်ကိုများများလုပ်သာသနာလုပ်များများလုပ်တော့လက်ကောင်းကစောင့်ရှောက်အလိုလိုပို့လိုက်တယ်တပြားမှအတူဘာလူကအလူမခံဘူးသူကသိန်း950ပို့လိုက်တယ်ထားကြရနေရမရှိတော့ရီကိုတွေသားပါတွေအဲ့မှာညညကင်းဆောင်အောင်ရောက်လာတာတောက်ကြနေပြီခံအပ်ဖို့နဲ့စနေတင်းင်းကိုတွေဘယ်လိုမှမမီတော့တောက်ကြနေညာကြီးလာဖို့တော့ဟာဒုက္ခပဲဘာတွေတော့ဟာဘယ်သူကလူရလဲအဲ့ဒီကမကြီးကဘုံဘုံသိန်း950ကြည့်အောင်လူလိုက်ပါဆိုဒေါ်လာပို့ပြီးပြီးရောင်းပြလာဟာ950 85သိန်းတော့မကန်ဘူးတဲ့ဘိုးကြီးချွေးတွေပဲပြန်ပြီခင်ဗျာကြီးဘယ်လိုလုပ်ကြမလဲဂရင်အောက်ထိုးလိုက်အဲ့ထုံကြီးကိုကြောပါလေကုရီကိုမသွားရင်ကုရီတခါသွားရင်ဟိုကောင်ကြီးလာရအောင်မငါကုရီသွားအောင်မယ်ဒီမှာစောင့်ကြအောင်ကို့မှမရှိတာအဲ့ဒါနဲ့အဲ့လိုပဲဟာလွဲနဲ့တခါတဲ့စနေတနေ့ကိုမြည့်ရကိုအိတ်ကိုဖြောင်းဖြောင်းမင်းခွေးဟောင်လာအောင်ကြားလိုက်ခါကြီးဟာခွေးဟောင်နေကဟိုဘက်ဓာမင်းနဲ့ထိုးချင်းဒီဘက်နဲ့ဟိုဘက်တော်ကြီးနေဒီလိုမဟုတ်ဘူးကတော်ကြီးဘာဘဲမှလည်းမရှိဘူးဘာမှလည်းမလုပ်ဘူးအဲ့ဒါဒီကွာတစ်ချောင်းကန်နဲ့ဓာတ်တစ်ချောင်းကန်နဲ့လုပ်နေရတာပြောရတာကဒီသမိုင်းကိုပြောလို့ရှိရင်ဒီသာသနာမှာပြည့်စုံမှလှူမှဆိုတာနဲ့လှူရင်းပြည့်စုံတယ်ဆိုသက်တည်တယ်ဖောင်ဒေးရှင်းတော့မပြီးသေးဘူးအဲ့ဒါကမိုင်းသိ950ဆိုတာအကျန်းနေပြီဒီကြောင်းကြီး14လပဲကြာတယ်ဆောင်းလိုက်14လပဲကြာတယ်ဆွတ်လိုက်ဆောင်းလိုက်အဲ့ဒါပြောချင်တာကတော့သာသနာရဲ့စွမ်းအားကိုယူပါမိမိရဲ့ကုသိုလ်ကောင်းမှုကိုပြည့်အောင်အရင်ဖြည့်လာရင်လောကုတ္တရာကုသိုလ်ပြည့်တဲ့အတွက်လောကီစုဆိုတာသူကပါလေးဖြစ်လာနေတယ်ဘုံဘုံကကြောင်းတွေကိုဆက်တိုက်ဆောက်လို့ရှိတယ်ပြီးတာကြားလာကိုကတခြားအလူတွေကိုရှောက်လှူလိုက်ကြားဟာတွေသွားလှူလိုက်လုံနေတယ်ကိုဟာကိုလောဘတွေတိတ်တက်မှာဆိုတော့နေကြလေးသူကနေဖြစ်လာပြီးတာပဲဒါရေးဆောင်းရင်ပြီးတော့မှာပဲဒါဒီထေးုံပြီးနောက်အဲရောဂီပါပြီးဆောက်မှာပဲပြီးတော့မှာပဲဘာဖြစ်လို့လဲသာသနာအလုပ်နေဖြစ်ပါလေဟုတ်လားအဲအမယုံပြောချင်တာကပြည့်စုံအောင်မဆောင်ပါနဲ့ပြည့်စုံရင်များများလူပြည့်စုံလာလိမ့်မယ်ဘာဖြစ်လို့လဲကံရဲ့အကျိုးကုသိုလ်ကကောင်းကျိုးပေးတယ်ဆိုမှတော့ကုသိုလ်ပြုမှကောင်းကျိုးကရမှာကောင်းကျိုးပြည့်စုံပြီးမှကုသိုလ်လုပ်မယ်ဆိုတာကြောင့်ဂျုံးမြန်တယ်ဟုတ်တယ်မဟုတ်လားအဲကြောင့်ဒါနကောင်းမှုနဲ့အခုလိုစွမ်းနိုင်တယ်လို့ထုတ်ပါသီလကောင်းမှုနဲ့ပဲပြည့်စုံအောင်ကြိုးစားပါအဓိကပြောချင်တာကတော့သေကံနီးညီတွားကြောက်လန့်သိစရာမလိုပဲနဲ့ငါဘယ်လိုအမှတ်လေးနဲ့သိမလဲဘယ်လိုအပွားလေးနဲ့သိမလဲဆိုတာကိုစနစ်တကျသိအောင်တရားဓမ္မကိုလည်းအမထာရောဝိပဿနာရောပွားများအထုတ်ပါတဲ့သိသွားရင်လောကအတွက်မှတ်တိုင်းသာသနာအတွက်မှတ်တိုင်းဥပဝတ္တန္တရာအတွက်အဲ့ဒီမှတ်တိုင်းဒီသားလေးအကောင်းဆုံးဖြစ်ပါတယ်ဘောပေါက်ပြီလားဒါကြောင့်ချမ်းချမ်းမှာချမ်းချမ်းသာသာပြည့်စုံအနှောင့်အယှက်ကင်းနဲ့သာသနာမှာဒါနကောင်းမှုရဲ့မှတ်တိုင်ဖြစ်တဲ့ဆွမ်းသင်္ကန်းကျောင်းစေပစ္စည်းလေးပါးကိုလည်းချမ်းချမ်းသာသာချမ်းချမ်းမှာနဲ့လူနိုင်ပါစေကိုကျင့်သီလကိုလည်းယုတ်တရားနန္တရားကိုစောင့်ရှောက်ထိန်းသိမ်းခြင်းနဲ့သီလပြည့်စုံတဲ့မှတ်တိုင်ပိုင်ရှင်တွေဖြစ်ကြပါစေသမထဘာဝနာဝိပဿနာဘာဝနာကိုလည်းအနှောင့်အယှက်ကင်းအားထုတ်နိုင်၍ယုတ်တရားနန္တရားရဲ့ဉာဏ်ဉာဏ်မှုအစစ်တရားကောင်းတရားအနှစ်တွေကိုဒီဘဝမှာလည်းရရှိတဲ့သူတော်ကောင်းတွေဖြစ်ကြပါ